ထိုင်းလိုဆေးအမျိုးအစားအခေါ်အဝေါ်လေးတွေပြောပြပေးပါလားဆိုတော့နန်းဒီဗီဒီယိုကနေပြောပြပေးမယ်နော်ထိုင်းလိုရေဆေးကိုစီနမ်လို့ခေါ်ပါတယ်ပြီးတော့စီဆေးကိုစီနမ်မန်လို့ခေါ်ပါတယ်ရှင်ပြီးတော့တင်နာနဲ့ဖြော်ပြီးမှုတ်ရတဲ့ဆေးကိုမုတ်ဆေးကိုစီဖွန်းလို့ခေါ်ပါတယ်ရှင်ပရိဘောကဆေးကိုစီဖឺလို့ခေါ်ပါတယ်ဒါကနန်းလုတ်ဖူးခဲ့တဲ့ဆေးအမျိုးအစားအမည်လေးတွေပေါ့နော်ကျန်တဲ့နန်းမလုတ်ဖူးတဲ့ဆေးအမျိုးအစားအမျိုးအမည်တွေလည်းရှိမယ်ပေါ့နော်ပြီးတော့တခြားအလုပ်သမားတွေကိုလည်းရိုက်ပြပေးပါလားနန်းဆိုပြီးတော့မေးလာတယ်ပေါ့နော်လူတဦးတစ်ယောက်ကိုဗီဒီယိုရိုက်မယ်ဆိုရင်ခွင့်အရင်တောင်းရပါတယ်တချို့လူတွေကကြတော့ social media ပေါ်မှာပါရတာမျိုးသူတို့မကြိုက်ဘူးပေါ့နော်ဒါကသူတို့ရဲ့လူတဦးတစ်ယောက်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ခါကြတော့ကိုတစ်ဖက်လူကလေးစားမှုရှိစေခြင်းတလို့ကိုကလည်းတစ်ဖက်လူအပေါ်ကိုလေးစားမှုရှိရပါတယ်ဒါကလူတဦးတစ်ယောက်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်တဲ့အတွက်ရိုက်ခွင့်ရတဲ့လူဆိုရင်နန်းရိုက်ပါတယ်ရိုက်ခွင့်မရတဲ့လူဆိုရင်လည်းနန်းမရိုက်ပါဘူးရှင်ပြီးတော့နန်းရဲ့ daily video ဖြစ်တဲ့အတွက်ကိုပဲပိုရိုက်ဖြစ်ပါတယ်ရှင်